မင်္ဂလာပါတိရှာဝေပါဒီနေ့ကတော့တောက်ရင်ဘူးလေးအကြောင်းကိုပြောပြပြီးတော့မှရေးပြမှာဖြစ်ပါတယ်ဒီမြန်မာအခရာလေးရဲ့နာမည်ကတောက်ရင်ဘူးပါအတန်ထွက်လေးကတာပါโอเคတာနဲ့စားတဲ့မြန်မာစကားလုံးလေးတွေကိုနည်းနည်းတွေ့ကြည့်ရအောင်တိန်တူတကားတောင်းโอเคမြန်မာခင်ကတောင်းရင်ဘူးရဲ့နာမည်နဲ့လည်းတည်ပြီးအတန်ထွက်လည်းတည်ပြီးတောင်းရင်ဘူးလည်းစားတဲ့မြန်မာစကားလုံးနဲ့လည်းတည်ပြီးဆိုရင်တော့ဒီချက်ရေးပြထားတဲ့တောင်းရင်ဘူးရေးနည်းလေးကိုကြည့်ကြည့်ရအောင်တောင်းရင်ဘူးရေးမယ်ဆိုရင်ဝါလုံးလေးကိုအရင်ရေးရပါမယ်အောက်ကနေညာဘက်ကိုဝါလုံးလေးတစ်ချက်ဆွဲပြီးရေးမယ်ပြီးရင်တော့ဝါလုံးရဲ့ဘီနာလေးကနေအောက်အပြာမြင်ဘက်ကိုဝိုက်ချလိုက်ပါဒါဆိုရင်တော့တောက်ရင်ဘူးလေးရပါပြီအားလုံးကျေးဇူးတင်ပါတယ်